နေ့လည်းပဲထမင်းစားပြီးဒီလို3နာရီလောက်ဆိုလို့ရှိရင်တခုခုထပ်စားခြင်းနဲ့ပေါ့နော်ထမင်းစားပြီးတစ်မျိုးလိုဒီလိုပဲပေါ့နော်ကဲမိုးလေးကလည်းအေးနေရဆိုတော့အမေကတော့ဖတ်တုတ်ချင်းတုတ်လိုမျိုးချင်းချင်းဆက်ဆက်အတုတ်လေးကိုစားမယ်လို့တွေးလိုက်တယ်ကဲလည်းဖတ်တုတ်ချင်းတုတ်မဲ့ဆိုအလိုက်ဖက်ဆောင်ရင်နွေးချမ်းပေါ့နော်ရင်နွေးချမ်းကိုမိကမေတောက်နေကြ aroma 2ရဲ့ ruby green tea လေးကိုမိကအရင်ဦးဆုံးနှက်ထားဖို့တရင်နွေးလေးတည်လိုက်ပါမယ်ဒီ ruby green tea လေးကအရန်ကိုမှလည်းကျက်မရင်းနဲ့ညွတ်တယ်မေဆိုညနေထိတောက်တာတော့မှရင်တုံနာအိမ်မပြောတာတခုမှမဖြစ်ပဲနဲ့တောက်လို့လည်းအရန်ကောင်းတယ်မိတအိမ်သားလုံးဆိုရင်အရန်ကြိုက်ကြရပေါ့နော်မိကတော့ဒီ ruby green tea လေးကိုအရန်ကိုမှ recommend ပေးပါတယ်တောက်ကြည့်ကြပါရှင်ဒီ ruby green tea ထဲမှာဆိုလို့ရှိရင်မေတို့ goji berry တွေဇီးသီးကြောက်တွေဂျင်ဆင်းတွေပြီး organic လက်ဖက်ခြောက်တွေနဲ့ပဲလုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့စက်မရေးကိုလည်းအထူးကောင်းမွန်စေတဲ့အစာချေစနစ်တွေပြီးလို့ရှိရင်တော့မျက်စိအားလည်းကောင်းစေတယ်ပြီးလို့ရှိရင်အားအိမ်တွေလည်းဖြစ်ပြစေအမျိုးသမီးတွေနဲ့လည်းအရန်ကိုမှတင့်တော်ပါတယ်အဲ့အတွက်ကြောင့်မို့လို့လူကြီးလူငယ်လည်းတောက်လို့အရန်ကိုအဆင်ပြေတယ်မင်းရင်ကလက်ခမဆိုရင်လည်းအရန်ကိုမှသူ့ကိုတိုက်လိုက်တာကြိုက်သွားတာပေါ့နော်လူတော်မှတောက်နေကြရတယ်တအိုးတအိုးလေဒီလိုပစ္စည်းကောင်းလေးလက်ဆောင်ပို့ပေးတဲ့ညီမလေးကိုလည်းတကယ်ကိုကျေးဇူးတင်ပါတယ်ဒီရင်နှင်းပူပူလေးနဲ့ဆိုလို့ရှိရင်လက်ဖက်တုပ်ချင်းသုံးနဲ့ဆိုတအားကိုမှလိုက်ဖက်တော့ပါမိကတော့ခရမ်းကျင်သီးလေးရဲ့အကျက်သွန်ဖြူလေးရဲ့ငငယ်ပြီးစိမ့်များများလေးနဲ့ချင်းတုပ်လေးကိုပဲမှုတ်စီစီလေးစီလေးရွှဲရွှဲလေးနဲ့မိကတော့တုပ်စားပစ်ပါတယ်အားလုံးပဲလိုက်တုပ်စားကြည့်ပါဒီချင်းတုပ်တာလည်းအရန်ကိုမှစားလို့ကောင်းပါတယ်ရှင်ဒီလိုမျိုးလက်ဖက်ချက်ကောင်းကောင်းလေးနဲ့ဆိုလို့ရှိရင်တော့လပကံမဲ့တုတ်ပေါ့နော်မေတို့စားလို့တော့မှလောက်မှာမဟုတ်ပါဘူးရှင်ကဲမိဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်မိနဲ့တူတူနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်နေ့လည်းနေ့ကင်းကြလို့ရှင်ဗာလေးလှုပ်ရှားဖြစ်လဲဆိုတာကိုလည်း comment မှာရေးပေးခဲ့ပါအောင်နော်အားလုံးပဲတက်တာပါ